အားလုံးမင်္ဂလာပါ MD16 Sport ဘောင်းကျိုးလိုက်ပါတယ်ကျွန်တော်ရာကျူပါဒီနေ့မှာတော့ World Cup 16တင်အဆင့်မှာအားလုံးရင်သက်သေးဖြစ်စေခဲ့တဲ့ပွဲလေးတွေနဲ့မိတ်ဆက်ပေးမယ်အပွဲကအာဂျင်တီးနားနဲ့အီဂျစ်ပွဲဒီပွဲမှာအာဂျင်တီးနားက3-2ဆိုတဲ့ရလန်နဲ့အီဂျစ်တင်ကိုအနိုင်ရရှိပြီးတော့ကွာတာဖိုင်နယ်တက်ရောက်လာပြီဒီပွဲကို reset တစ်ခုလေးကြည့်ရင်တော့အာဂျင်တီးနားကမ်းမနိုင်ခဲ့တယ်ဆိုပေမဲ့ပွဲအတွင်းမှာဖြစ်ခဲ့တဲ့ technical battle တွေVR ကိစ္စတွေနောက်ပေါင်းဖို့ဖြစ်တဲ့အရာတွေပြီးတော့မှ individual performance တွေပါသုံးသပ်သွားပြီးမယ်အများကြီးပါဝင်ခဲ့တဲ့ဒီပွဲမှာလည်းအဲ့တော့ကျွန်တော်စေတနာနဲ့ပြောမယ် data နဲ့ပြောမယ်ဝေဒနာနဲ့တော့မပြောဘူးโอเคအားလုံးပဲစောင့်ကြည့်ပေးကြပါပွဲစားစကားမိနစ်လောက်မှာ EG ကပဲသူတို့စီစဉ်ထားတဲ့ game plan တိုင်းအလုပ်ဖြစ်တယ်လို့ပြောအောင်မယ်အကောင်းဆုံးကစားတဲ့အကောင့်ထဲပေါ်နေတာတွေ့ရတယ် high pressing မလုပ်ပဲ low block တွေ mid block တွေလုပ်တယ်တံမြန်တိုက်စစ်ရရှိလာတဲ့ဘောလုံးကိုလည်းဆာလာနဲ့ဟာဆန်တို့ကတံမြန်တိုက်စစ်ကိုကောင်းဆုံးပုံဖော်တာတွေ့ရပါတယ်15မိနစ်မှာအီဘရာဟမ်ရဲ့ကောင်းတိုက်ချပေးမှုနဲ့အီဂျစ်တင်ရဲ့ဦးဆောင်မှုကိုရရှိသွားတယ်အဲ့ဒီအချိန်မှာအာဂျင်တီးနားရဲ့ defense position ကတော်တော်ကြီးအားနေတာတွေ့ရမယ်အမှန်တကယ်ပြောရင်ချန်ပီယံဖြစ်ခဲ့တဲ့အသင်းကမလုတ်တဲ့အမှားတွေကိုလုပ်တာကိုတွေ့ရမယ်ဘာလို့လဲဒီတပွဲနှစ်ပွဲကျွန်တော်အာဂျင်တီးနားစောင့်ကြည့်နေတာအာဂျင်တီးနားရဲ့နောက်တန်းကနည်းနည်းဖျို့ဖျဲနိုင်တယ်ကိုနိုင်နေတယ်အဲ့ဒါအပြင်ကနည်းနည်းလေးပေါ်ရော့တယ်လို့တွေ့ရမယ်ဘာကြောင့်လဲတော့မသိနေဘူးโอเคအဲ့တော့အာဂျင်တီးနားရဲ့ကွင်းလည်ကြည့်မယ်ဆိုအန်ဆိုဖာနန်ဒက်ပါမယ်ပြီးရင်ဒီဘောပါမယ်မန်စတာရှိမယ်ဘာရီတက်ရှိမယ်သူတို့ကဘောပစီကိုထိန်းနိုင်ခဲ့တယ်ဒီပွဲမှာဒါပေမဲ့ final တက်ဆုံးမှာလုံလောက်တဲ့အသုံးချမှုကိုလုံးဝမချခဲ့နိုင်ဘူး။နောက် EG ရဲ့ center zone ကလည်းလူအများကြီးပိတ်ထားတယ်။မက်ဆီဆိုရင်ဒီ position ထိကိုဆင်းပြီးဘောလုံးဆင်းယူရတဲ့အချိန်ကြီးရှိတယ်။ပထမပိုင်း position များခဲ့ပေမဲ့လုံးဝအခွင့်အရေးကြီး clear chain တွေကိုပြောင်းနိုင်ဆိုတာမရှိဘူး။အာဂျင်တီးနားရဲ့အဓိကပြဿနာအဲ့ဒါပဲ။အဲဆိုအခွင့်အရေးအများကြီးရခဲ့တယ်ဆိုတော့သူတို့အခွင့်အရေးမပြောင်းလဲနိုင်ဘူး။မက်ဆီကဒီပွဲမှာတကူတွင်းနိုင်ခဲ့တယ်ဆိုပေမဲ့သူရဲ့အကြီးမားဆုံးတက်ရောက်မှုကတော့ဘေးတဲ့ပလီပဲသူဘော position တွေ speed creation တွေလုပ်တယ် final တက်ဆုံးမှာ display make ကဖြစ်အောင်ဆော့ခဲ့တယ်အားလုံးကအာဂျင်တီးနားကိုသူ့နဲ့ပဲ return မိတယ်လို့ပြောရမယ် penalty လွဲချော့ခဲ့တယ်ဒါပေမဲ့စိတ်ထက်မကြပဲနဲ့အသင်းကိုအကောင်းဆုံးထမ်းတင်သွားတယ်ခေါင်းဆောင်ခေါင်းပြီးထားတယ်လို့တော့ပြောရမယ်အဲ့တော့နောက်ပိုင်းမှာမက်ဆီရဲ့ဦးဆောင်မှုနဲ့ပဲအာဂျင်တီးနားကမ်းပတ်နိုင်ပွဲကိုရယူခဲ့တယ်မိုမတ်ဆာလာကိုမတွင်းနိုင်ခဲ့ပြီမဲ့အီဂျစ်ရဲ့ကောင်တာအတက်ကင်မှာအရန်ကိုအန်နေများတယ်အာဂျင်တီးနားနောက်တောင်တအားဒုက္ခပေးတယ်လို့မြင်တယ်နောက်ပြီးတော့ deploying making မှာလည်းအရန်ကိုကောင်းတယ်ဇီကိုရဲ့ဘေးအပလေးဆိုရင်လည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တယ်ဟာဆန်ကလည်းတယောက်ချင်းကျော်နိုင်တဲ့စကီးမှာလည်းတော်တော်ကြီးကောင်းပြီးတော့အာဂျင်တီးနားနောက်တန်းကိုအချိန်ချင်းတူတယောက်လည်းထိုးဖောက်ပြီးဒုက္ခပေးနေအောင်တွေ့ရမယ်69မိနစ်မှာအီဂျစ်ကဇီကိုရဲ့ဂိုးနဲ့2-0ဖြစ်သွားတဲ့အချိန်မှာလူတော်တော်များများကတော့အာဂျင်တီးနားအိမ်ပြန်ပြီးပေါ့စကြောင်းတင်စင်မှာပဲအဲ့လိုထင်ခဲ့ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲထင်တယ်ဒါပေမဲ့နီးပြစကာလိုနီရဲ့လူလဲမှုကလုံးဝချီကျူးရမယ်အာဂျင်တီးနားကလာတာယိုမာတီနက်ယူဝင်ချလာတဲ့အချိန်ပြီးတော့နောက်ပြီးမွန်ဒီရဲ့ဝင်လာတဲ့အချိန်မှာတောင်ပန်းပို့ပြီးတော့ဘောလုံးထွက်လာတယ်ဖြတ်တင်ပေါ်အများကြီးထွက်လာတယ်လို့မြင်တယ်ခရော့ဒီပိုများလာတယ် final တက်ဆုံး moment တွေပိုထွက်လာတယ်89မိနစ်မှာခရစ်စတန်ရိုမဲရိုထည့်တယ်82မိနစ်မှာလီယိုနယ်မက်ဆီထည့်တယ်မိနစ်90မှာအန်ဆိုဖာနန်ဒိုကထွက်သွားတယ်မိနစ်90ဆိုရင်ချိန်မို့91မိနစ်မှာအဲ့တော့8တွင်းကိုတွေကနေပဲအာဂျင်တီးနားက3-2ဆိုတဲ့ရလန်နဲ့ကမ်ဘတ်နိုင်ပွဲကိုရရှိခဲ့တယ်ဘီအငင်းပွားမှုတွေမှာတော့ဒီပွဲမှာလူပြောများဆုံးကတော့ရဖာဒရှီဇင်ကဖြစ်မယ်အဲ့ဒီဒိုင်လိုဂျီ decision နဲ့ကြည့်မယ်ဆိုရင်ဘီသူမကြည့်ခဲ့တာလေဒီပွဲမှာလူပြောများတဲ့ကိစ္စတခုလို့တော့ပြောရမယ်အီဂျစ်ပဲကာဆိုရင်ပဲပြလိုက်ရတဲ့ကိုဆိုတအားနှမျိုးကိုကောင်းတယ်နောက်ပိုင်းပနယ်တီမရခဲ့တဲ့အခြေအနေရှိတယ်အီဂျစ်ဘက်မှာအငင်းပွားပဲကိစ္စတွေအများကြီးအီဂျစ်နီးပြကိုယ်တိုင်ဒီပွဲပြီးအင်တာဗျူးမှာပြောတာ VAR ရဲ့ဆုံးဖြတ်ချက်သူတို့မကြည့်နိုင်ဘူးပေါ့နော်ဒိုင်လိုဂျီကလည်းသူတို့ဘက်မှာမရှိဘူးဒါပေမဲ့ဒါကကွမ်တီမှာပြောရတယ်တော့ကျွန်တော်တို့ကိုယ်တိုင်လည်းမသိဘူးဒီပွဲကျွန်တော်ကိုယ်တိုင်သုံးတတ်တာကျွန်တော်ဝေဖန်နေတာမဟုတ်ဘူးဒီပွဲကိုဒါပေမဲ့ကျွန်တော်ချီးကျူးတာတော့အာဂျင်တီးနားနဲ့နီးပြပဲမက်ဆီကတကယ်ကိုမော်ဝင်တဲ့ကစားသမားတူဒီလူမဟုတ်ဘူးလူဒီဖြားချုပ်ကနေလာခဲ့တဲ့ကစားသမားလို့တော့ကျွန်တော်ပြောနိုင်တယ်တကယ်ကြီးကောင်းလို့ပါတယ်ညာမက်ဆီကြီးက
ဒါပေမဲ့လက်ရှိချိန်ထိကတော့တရားဝင်အမားတွေကိုတက်တက်ပြခြင်းမရှိဘူးဘာလို့ဆိုတော့အဲ့ဗီယာကိစ္စတွေကတော့တော်တော်ကြီးကြဲရိုင်နေတဲ့ online မှာရောတည်င်းနေမှာရောဒါအဲ့ကြဲရိုင်နေပြောအောင်မယ်ကျွန်တော်အမြင်ဒီကိုယ်ပိုင်အမြင်ရဆိုရင်တော့ဒီ form ကိစ္စကြီးကတော့ဘယ်လိုပြောအောင်ကျွန်တော်ကလည်း Argentina fan မဟုတ်ဘူး Egypt fan လည်းမဟုတ်ဘူးအဲ့ replay တွေကျွန်တော်အချိန်ကြီးပြန်ကြည့်တယ် form ကိစ္စတွေမှာပဲမာတီနဲ့ဖောင်းခံရတဲ့အချိန်ပေါ့မာတီနဲ့ဖောင်းခံရတဲ့အချိန်မှာ solution ကဘယ်လိုလာလဲဆိုတော့ဖြည့်ရှင်းချက်ဘယ်လိုထွက်လာလဲဆိုတော့သူ့ကိုဖောင်းတာပုံစံက competing ကြိုးဝနိုင်တဲ့အနေထားတစ်ခုမှရှိနိုင်တယ်ဒါပေမဲ့ action ရှိတယ်ပေါ့အဲ့တော့ Dynalogy ရဲ့အမြင်ရဆိုတော့ဒါဟာ foul ဆိုပြီးသတ်မှတ်လိုက်တယ် VAR တော့ပြန်မကြည့်ခဲ့ဘူးဘယ် angle ဘိုင်းကနေပဲကြည့်ကြည့်ဒါ foul လို့ပဲသူသတ်မှတ်ခဲ့တယ်လို့ကျွန်တော်မြင်တယ်ဆလာရဲ့ penalty okayဆလာရဲ့ penalty ကြည့်မယ်ဆိုရင်ဆလာရဲ့6က average နဲ့ထိခဲ့တာဆိုတာမှန်တယ်ဒါပေမဲ့သူနဲ့ average နဲ့ဘလုံးရှင်လူတဲ့အချိန်မှာဆလာက position တအားကြီးပြုတ်နေပြီလို့မြင်တယ်အဲဆိုတော့သူဘလုံးလူတယ်ရှင်လူတယ် average နဲ့လူတဲ့အချိန်မှာလို့ပြောရမယ်သူ6နဲ့ထိပါတယ်ဆိုရင် connection မဖြစ်ခင်အချိန်မှာပဲဘွဲလန်ပြက်နေပြီဆလာဘွဲလန်ပြက်နေပြီလဲချားကနေအချိန်တခုမှာအဲ့လိုမျိုးဖြစ်သွားတယ်ဘာလို့ရှင်လို့ပြောနိုင်တယ်ဆိုပေမဲ့တကယ်တမ်းဘလို့ရှင်လို့လေချိန်မှာဆလာဘယ်လည်းမညှိတော့ဘယ်လိုပြောမလဲ Dynalogy က replay Dynalogy ကဖောင်းမပေးဘူးကျွန်တော်လည်း replay အချိန်ချင်းပြန်ကြည့်တယ်ဒီပွဲကိုကျွန်တော်မြင်ရတော့ဆာလာကတော့ဘလုံးလူနေနေပဲဘယ်လည်းမညှိပဲပြုတ်ကြသွားတယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်ရဲ့အမြင်တီးတယ်ပေါ့ Raider တို့အမြင်ကို comment မှာဆွေးနွေးလို့ရတယ်ဒါကြောင့် Dynalogy ဘယ်နဲ့လုံးဝမပေးဘူးဒါကျွန်တော်ရဲ့ကိုယ်ပိုင်အမြင် analyzing လို့ပဲပြောရမယ်လူတိုင်းမှာတော့ကွဲပြားတဲ့အမြင်ရှိတယ်ဒီပွဲတစ်ပွဲလုံးစာအနှစ်ချုပ်ကိုပြောရမယ်ဆိုရင် Egypt ကမိနစ်90တိပိုကောင်းခဲ့တယ်technical ရရောခြေစမ်းပိုင်းရရောအဲ့ပွဲမှာကြီးရမှာတော့ဆာလာဟာဆန်တို့အရင်ကြီးဖို့ကောင်းတယ်သူတို့ကအမှန်တမ်းပြောအရင်ကောင်းတယ်အမှန်တမ်းပြောအားလုံးထင်ခဲ့တယ်ဆာလာကအကြပိုင်းရောက်ခဲ့ပြီလို့ထင်ခဲ့တဲ့ကစားမှာဒီပွဲမှာအကောင်းဆုံးကောင်းတာ attacking ကိုဥဆောင်လာတာတွေ့ရမှာအေးဒါမဲ့အာဂျင်တီးနားကတော့ချန်ပီယံမက်ဒလက်တီကိုပြခဲ့တယ်ငါတို့ကချန်ပီယံတွေဆိုတဲ့စိတ်ကိုပြခဲ့တယ်နှစ်ခုရှုံးနေတဲ့အချိန်မှာတော့ပန်းနဲ့လုံးဝမဖြစ်ပါဘူးလုံးဝတုံလုံးစရာမရှိဘူးသူတို့အတွက် easy ဘောကကစားသွားတယ်အခွင့်အရေးကိုစတင်တယ်အဆုံးထိတိုက်ပွဲဝင်သွားတယ်ဒီပွဲမှာမက်ဆီရဲ့ခေါင်းဆောင်စိတ်သက်တွေအန်ဆိုဖာနန်ဒက်ရဲ့ကွင်းလေ control လုပ်သွားတာတွေအပြင်မှာရိုမဲရိုရဲ့ရဲရင်နဲ့အရှိန်တွေကိုကျွန်တော်မြင်ရမယ်မာတီနဲ့ဝင်လာပြီးနောက်ပိုင်းမှာတိုက်ရှက်လုံးဝအရှိန်ပြင်းပြင်းနဲ့ဖြတ်တင်ပေါ်ကောင်းကောင်းထွက်လာတယ်တွေ့ရမယ်အဲ့တော့အာဂျင်တီးနားကပဲထိုက်တက်သွားတယ်ကွာတာဖိုင်နဲ့တွေ့ရပါတယ်တစ်ဖက်မှာအေဂျီကရှုံးနေခဲ့ပြီလုံးဝဂုံမငယ်ခဲ့ဘူးဒီတင်းကသူတို့ဒီပွဲမှာသူတို့တင်ကလုံးဝ performance ကြီးကျူးဖို့ကောင်းတယ်ကျွန်တော် respect ပေးတယ်သူတို့တင် appreciate လည်းလုပ်တယ်သူတို့လိုအတင်းအီဂျစ်လိုအာဖရိကအတင်းအနေနဲ့သူတို့တမိုင်းတစ်လျှောက်မှာပထမဆုံးအချိန်16တင်အဆင့်တက်ခဲ့တယ်ချန်ပီယံဆိုတဲ့အတင်းကိုကျွန်တော်တို့မရှိနေဘူးအကောင်းဆုံးကစားခဲ့တယ်အဲ့တော့ကျွန်တော် appreciate လုပ်ပါတယ်သူတို့ကိုလည်းဘယ်လိုပြောမလဲဒီပြိုင်ပွဲကသူတို့ရဲ့အကောင်းဆုံးပြိုင်ပွဲတွေဖြစ်တယ်လို့တော့ပြောမယ်ဒီ result ဆိုင် drama တွေပုံများခဲ့တယ် World Cup ရဲ့ no on ရဲ့လုံးဝ classic ပွဲလို့တော့ပြောလို့ရမယ်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးတက်မယ်ဟုတ်ကဲ့ဒီ World Cup နဲ့ပတ်သက်တာတဲ့ပွဲကြိုသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေကိုကျွန်တော်တို့ MD1 Series Football မှာတင်သွားပေးမယ် YouTube မှာကျွန်တော်တို့ channel ရှိရ TikTok မှာလည်းဗီဒီယိုလေးတင်ထားပေးတယ် Facebook page မှာလည်းကျွန်တော်တို့ဗီဒီယိုလေးတင်ထားပေးပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ညီကိုတို့ရဲ့အမြင်ကိုလည်း comment မှာမှန်းခဲ့ပေးကြပါဦးဖောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းဆွေးနွေးသွားလို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော် MD1 စစ်ကရာဂျူပါ